အဲ့ဒါလေးကိုဆက်ပြောမယ်မဟာတာရာနော်မဟာတာရာကိုပုတ်ဖြတ်ရင်ဘယ်လိုရမလဲ မဖြတ်တတ်ဘူးဗျာမဟာတာတာ ဟာမှာအတ္တရရှိတယ်အနောက်ပို့လိုက်အတ္တရာလို့မထွက်လာဘူးလားထွက်လာတယ်နော် ဟုတ်ပါဗျာ အတ္တရာမဟာဆိုတာကဘာလဲမဟာမို့လား အဟန္တာတရာကိုမဟာပြပါလားဗျာ မဟာဆိုတော့မဟာအတ္တရာပေါ့နော်မဟာက မှန်ပါ များတယ်ကြီးတယ်မြတ်တယ်ပေါ့ဒီနေရာမှာများတယ်လို့ပြောပြန်မယ်အတ္တရာကကြတော့ဘာလို့တော့လဲတာယာကောင်းတယ်နော်တာယာပွဲကောင်းတယ်အဲဆိုတော့မဟတ္တာရာဆိုတော့များစွာတော့တာယာပွဲကောင်းတယ်နော်ကာမဘာတွေကြတယ်တော့ ကာမဂုဏ်တို့သည် ကာမဂုဏ်တို့ဒီတဲ့မဟာအတ္တရာများစွာတော့ဘာလို့ဒီတာယာပွဲ ပါရတို့သည် ရှိကုန်ဒီဟွန်ဒီဖြစ်ကုန်ဤဒါမှမဟုတ်ရှိကုန်ဤဒုက္ခဘာလို့ကုန်ဤ ချမ်းသာကုန်၏ နှခါနဲ့ပြရမယ်နော်ကာမဂုဏ်တို့တွေကကာမဂုဏ်တွေရတဲ့များစွာတော့တာယာပွဲတွေရှိတယ်တဲ့အဲပြီးတော့ဘာလို့တည်းတဲ့ချမ်းသာပါတယ်တဲ့ ချမ်းသာ နော်အဲ့လိုပြောတယ်အဲ့ပြီးတော့နောက်ကိုဆက်ကြည့်နတ္ထိဘာမလုပ်ပါဘူးမရှိပါဘူးကာမအ ကာ နောက် မဂုဏ် ပ တို့ ရန်နဲ့နော်ပရန်ဆိုတာကနောက်ဆိုတာလည်းဟောတယ်မြတ်တာလည်းဟောတယ်လွန်တာလည်းဟောတယ်ဒီမှာကကာမဂုဏ်ထက်မြတ်တာမရှိဘူးလို့ပြောချင်တာဖြစ်တဲ့အတွက်ကာမမှာပါတဲ့တမဝိဘတ်ဖြစ်သွားပြီကာမမှာအာလေးကဘာဝိဘတ်လဲတမဝိ သ ဘ မာ တ်တမဝိဘတ်ဆိုနောက်ကမြတ်ဆိုအရှိရပါလို့ပြင်ပါလဲထက်လို့ပြင်မယ်ကာမဂုဏ်ထက်ပရန် ကာမဂုဏ် မြတ် မြတ် တော် တော် နော်လွန်တော်မြတ်တော်ဒုက္ခံချမ်းသာသည်နပုံလေးမဟုတ်လား မှန်ပါဗျာ ဒီဘာမလုပ်ပါဘူး မရှိပါဗျာ နော်ကာမဂုဏ်ထက်လွန်မြတ်တဲ့ချမ်းသာနတ္တိမရှိပါဘူးတဲ့ရေအကျင့် အကျဉ် သူတို့ဒီနော် တို့သည် အကျင့်သူတို့ဒီကာမေဘာကိုကာမတို့ကို အာမတို့ကို တေဝန္တိဘာလို့ကြကုန်ဤမိဝဲ မိဝဲ ကြ ကြကုန်၏ ကုန်ဤအကျင့်လူတို့ဒီကာမတို့ကိုမိဝဲကြကုန်ဤဒီမှာအနောက်မှာတတာလည်းပါတယ်ဆိုတော့ထွေထူးပြောစရာမလိုတော့ဘူးเนาะမနေ့တုန်းကဘာသာပြန်ခဲ့တဲ့အတိုင်းလေးတေထိုသူတို့ဒီတက္ကံဘာတို့ နတ် နတ် တို့ ပြည်တို့ဥပပစ္စရိဘာလို့ကြကုန်လဲယောက်ျားရကုန်ဤဣတိဤတို့ဘာလို့ပါတယ်ဆိုပါတယ်ဆိုရအဲ့တော့ဣတိတရာရဲ့အရှိမအောတို့အေတို့ရှိတယ်ဆိုလို့ရှိရင်ဤလေးကိုဖြောက်ပြီးမှအရှိအဝိဘက်ကိုဒီတိုင်းလေးပဲထားခဲ့ကိုယ်နဲ့ကိုပုတ်ဆက်တယ်ဆိုရင်လည်းအဲ့လိုလေးပေါ့အဲ့တော့ဒါကတော့ရှင်းပြထားတာပါတရမဟာတာတိနော်ဒီမှာသူကမဟာအတ္တရာဆိုပြီးမှပုတ်ဖြတ်ပြီးမှပြောပြထားတယ်နော်ဒါတွေကပြီးတော့ပြီးထားလိုက်တော့တန်းနဲ့ထိုးကိုတုတ်တော်ကကြားရွေးဆိုတော့ဘာကိုကြားမှာလဲထိုးစကားကိုကြားပါနော်ဘယ်စကားလဲဆိုဒီခါထိုင်တစ်ခုလုံးကစကားကိုပြန်ဆွဲလို့ရတယ်နော်တန်းထိုးစကားကိုတုတ်တော်ကကြားရ၍မောရိတတ်တော် နာလောင်းသည် ဘုရားလောင်းသည်တဲ့တတ္တာတော့အဋ္ဌိလိမ်မို့လား မှန် ထို ပါဗျာ ဘုရုအားမိဖုရားအာ ဗျာ နော်ဒါကစကားပြောဝဲကြဖြစ်သွားပြီနတ္တဝတ္တလိတဲ့နော်ဝတ္တလိဆိုတာကအာလုတ်ပေါ့ဘာဖြစ်လို့လဲဆိုတော့သူကဤကာရဏတရာကိုနော်ဤကာရဏတရာဝတ္တလိအဋ္ဌိလိမ်ဖြစ်တဲ့အတွက်ဝတ္တလနေဤဖြစ်နေတာဝတ္တလဆိုတာတူယုတ်တူညံ့လို့ပြောတာနော်အဲ့မှာအဋ္ဌိလိမ်ဖြစ်လို့ဤပစ္စည်းတဲ့ဝတ္တလိနဘုံအာလုတ်ပုံမလို့ဝတ္တလိလို့ဖြစ်နေတယ်အဲဆိုတော့တူယုံမှာနော်ဟဲ့တူယုံမှာပေါ့နော်နတ္တာဒီမှာဟိဝိဘတ်ကြည်နေတယ်နော်အမှနတ္တာဟိလို့ဖြစ်ရမှာဘယ်လိုဖြစ်ရမှာလဲ နတ္တာဟိ နတ္တာဟိနတ္တတကဘာလို့တာလဲပျက်စီးတာမို့လားအဲကြောင့်မို့နတ္တာဟိနတ္တဟိဝိဘတ်ခြေထားတယ်နတ္တပဲကြံတယ်နော်နတ္တပျက်စီးလောနော်ဘာလို့လောပျက်စီးလောအမှန်တော့သူကတော့သူရောမှပျက်စီးလောလို့စေခိုင်းတာတော့မဟုတ်သူကပြောလိုက်တာတို့မြန်မာတွေပြောမှဆို
သွားပါပြီကွာပျက်စီးပါပြီကွာအဲ့လိုပြောချင်တာနော် မှန်ပါဗျာ ပျက်စီးပါပြီပြက်ကရောပျက်စီးပါလေရောဒီလိုပြောချင်တာနော်ဝန္တလီသူရောမှာအနတ္တပစ္စည်းလောကဲဘာကိုကထေတိပြောလိုက်တာလဲပေါ့နော်အဘယ်ကိုကထေတိပြောတဲ့နီး ပြောဆိုလိုက်တာ ပြောတဲ့နီးနော်စာလို့ပြောလို့နော်စကားလို့ပြောတော့ခုနဦးရင်းပြောလို့ပြောမှာပေါ့နော်ဘယ်လိုများပြောလိုက်တာလဲပေါ့နော်ကာမိတုဘယ်လို ကာ နာ မဝတ် ကာမ နိုင် ဂုဏ်တို့၌ဒုက္ခနာမှာ ချမ်းသာ စိ ခြင်း တ် မူ ဓာ သည် ညီဒီတဲ့ကုတော်အဘေ အဖေမှာ အဋ္ဌိရှိ ရှိ တယ် ပါတလေရှိ အဲ့ တ တော့ လေ ဒီမှာကျတော့တောပစ္စည်းကနေရာနဲ့ကိုဟောမှာနော်ကုတော် မှ အ န် ဘေ ပါ အဘေ၌အဋ္ဌိရှိသည်နီးတဲ့အဘေမှာရှိမိနီးတဲ့ဝိပရိနာမဒုက္ခဧတေဒီကနေစပေါ့နော်ဧတေဘာလို့ဒီဤကာမ တို့ ဂု ဒီ ဏ်ချမ်းသာ ဒီကာမ ကာမ ချမ်း ဂု သာ ဏ် တို့ တို့သည်ဝိပရိနာမဘာလို့တယ်လဲဖောက်ပြန်တယ်ဒုက္ခဘာလို့တယ်လဲဆင်းရဲတယ် စင်ရဲ အဲ့တော့ဝိပရိနာမဒုက္ခဖောက်ပြန်ဆင်းရဲကုန်ဤဣတိဤတို့ ဒီတို့ အရဟံတော်ဘာလို့လို့ရက ကဲ ကဲ့ရဲ့လူဒီရှိတော်ကဲ့ရဲ့လူရကနော်တေတဂါထာဘာလို့တဲ့ဂါထာကို ကျွင်းကြံသောကာထာကို ပြင်းကြံသောဂါထာကိုအဘာတိဘာလို့ဒီ ဟောတော်မူသည်ပြောတော်မူသည် ပြောတော်မူဟောပြီဆိုပြီပေါ့နော်ခုနအတိုင်းပဲအပ္ပတ္တာရာကိုပုတ်ဖြတ်ရင်အပ္ပအတ္တာ အပ္ပ နော်အတ္တာရာကတာယာပဲကောင်းတယ်အပ္ပကြတော့အနည်းငယ်လဲဟောတယ်ကင်းတာကိုလည်းဟောတယ်မရှိတာကိုလည်းဟောတယ်အဲဆိုတော့အပ္ပအတ္တာရာဒီနေရာမှာအနည်းငယ်ယူလို့မရဘူးနော်ကင်းတာတော့မရှိတာတော့ယူရမယ်တာယာပွဲဘာမလို့မရှိကုန်အပ္ပအတ္တာရာဘာမလို့ကုန်တာယာပွဲမရှိ ဘယ်မရှိ ကုန် ကုန် ဒါမှမဟုတ်တာယာပွဲကင်းကုန်ဤအဲ့လိုယူရမယ်နော်ကာမဘာတို့ဒီကာမ ကာမဂု တို့ ဏ်တို့ကာမတို့သည် ကာမတို့ဒီကာမဂုဏ်တို့ဒီအပ္ပအတ္တာတာဘာမလို့ကုန်တာယာပွဲမရှိကုန်ဒါမှမ မရှိ ဟုတ် ကုန် တာယာပွဲကင်းကုန်ဤဒုက္ခဘာလို့ကုန်ဤ စင်ရဲကုန်၏ ဆင်းရဲကုန်ဤဒီမှာကျတော့ကကြီးလေးမပါတော့တွေ့လားနော် မှန်ပါဗျာ ဒုက္ခလို့ဆိုလည်းရတာနတ္ထိမရှိဘူးတဲ့အပေါ်အတိုင်းပဲမို့လားကာမ မှန်ပါဗျာ ဘာထက် ကာ ကာမ ကာမ ဂုဏ် ဂု ထ ဏ် က် ကာမဂုဏ်ထက်အမှန်မြတ် လွန် သော သော အ နော် လွန်သော ဒုက္ခံဆင်း စ ရဲ င်ရဲ နတ္ထိမရှိပါ မရှိ ဘူး ပါ တဲ့ မ ရေ ရှိပါ အကျ အ ဉ် ကျဉ်သူ အာမေကာ ကာ မ မဂုဏ်ကို ပฏิတေဝန္တိဘာလို့ကြကုန်ဤမိဝဲကြကုန် ဝေ ၏ အကုန်၏ တေထို ထိုသူတို့သည် ထိုသူတို့သည်ထိုကာမဂုဏ်မိဝဲတို့သည်ထိုကာမဂုဏ်မိဝဲသူတို့သည်နိရယံဘယ်သို့ ငရဲသူ မရဲတို့ဥပပစ္စရေဘာလို့ကြရကုန်ဤ ယောက်ျားယောက်ျားရကုန် ယောက်ျား ၏ ရကုန်ဤအတိယထာအတိယထာကိုပုတ်ဖြတ်ရင်အတိယထာလို့ဖြတ်ရမယ်နော် သိရတာမှန်ပါဗျာ ဒါဒီကားပြုထားတာကားထားမလို့အတိယထာတုနိတိတောနော်သူရှိနေတယ်သူကကောင်းစွာလို့ပြောတယ်နိရှိတယ်တိဓာတ်နော် မှန်ပါ နိရှိတဲ့တိဓာတ်ကထက်မြက်တယ်တွေးတယ်လို့ပြောတာနော်ကောင်းစွာသူကကောင်းစွာနိရှိတဲ့တိဓာတ်ကထက်တယ်ကောင်းစွာထက်တယ်ကောင်းစွာတွေးတယ်ပေါ့တောင်းပစ္စည်းကဘာလို့တာလဲအပ်တယ်အဲဒါဆိုတော့ကောင်းစွာတွေးထားတော့နော်ဘာလို့တာတော့ မှန်ပါ ကောင်းစွာ ကောင်းစွာတွေ့ တွေး တော့ ထား တွေ့ တော့ တာ သူကတိဝိပတ်မဟုတ်လား မှန်ပါဗျာ ကောင်းစွာတွေးထားတော့ဘာဘာတဲ့လေအတိကတန်လျက်ယထာက တိုင် ကဲ့ ကဲ့ သို့ သို့ နော်ဒီနေရာမှာနှိပ်တရားထဲမှာနဲ့ပေးထားတာနှစ်တူတယ်လို့ပေးထားတာဦးဇင်းကတော့တိဝိအရှိမရှိတဲ့တိဝိပတ်ကြီးကိုနှင်းလို့ဘာသာမပြန်ခြင်းဘူးပထမဝိပတ်ကိုနှင်းလို့ဘာသာပြန်ရတာကိုမရှိဘူးနော်အဲကြောင့်မို့ မှန်ပါဗျာ အတိယထာတန်လျက်ကဲ့သို့ဒီဆိုရပြီနော်တန်လျက်ကဲ့သို့အတိဖြစ်၏နော်ကောင်းကောင်းတွေးထားတဲ့
အလွန်ထက်မြက်နေတဲ့တန်လျက်ကဲ့သို့ဒီလို့ပြောရနော် မှန်ပါဗျာ ဒီမှာလဲနှစ်သိမ့်တော်ဝကိုပုတ်ဖြတ်ရင်နှစ်သိမ့်တော်ဤဝ နှစ် နော် နှစ်သိမ့်တော့ဒီပါမှန်ပါ ဤဝကလည်းကဲ့သို့ပဲမို့လား မှန်ပါဗျာ အဲ့တော့နှစ်သိမ့်တော်ကနှစ်သိမ့်တာကလည်းတန်လျက်ပဲနှစ်သိမ့်တာကလည်းပါပဲလေတန်လျက် တန် ပဲ လေးရဲ့ ပြည့်ရှိတဲ့တိမ့်တာနော်အဲ့ဒါနှစ်သိမ့်တာဖြစ်နေတာတန်လျက်အောဟာပုံလိမ်မို့လို့အဲ့ဆိုတော့နှစ်သိမ့်တော်ဝဘာကဲ့သို့ တ ဒီ န်လေးရဲ့ကဲ့သို့တန်လေးရဲ့ကဲ့သို့ဒီ တန်လျက်ကဲ့သို့ဒီတုပါယိကောနော်တုကဘာလဲကောင်းစွာပါရလိုက်တောက်တာ ရောက် တုပါယိကောကောင်းစွာတောက်တတ်တော့ ရောက် ဘာကဲ့သို့ဒီတန်လျက်ကဲ့သို့ဒီ တန်လေးရဲ့ကဲ့သို့ဒီ ကောင်းစွာတောက်တယ်ဆိုတော့ဘာကိုတောက်တာလဲဆိုတော့တွေးကိုတောက်တာလေလူတွေရဲ့တွေးကိုတောက်တာလေနော်တုပါယိ မှန် ကော ပါ လူတို့ဤတွေးကိုကောင်းစွာတောက်တတ်တော့နှစ်သိမ့်တော်ဝဘာကဲ့သို့ တန် ဒီ လေးရဲ့ကဲ့ဒီ တန်လျက်ကဲ့သို့ဒီ ကဲ့သို့ဒီ တတ္တိဝကိုပုတ်ဖြတ်ရင် တတဧဝ တတ္တသူကဤနဲ့လာတာလေနော် မှန်ပါ ဤ ဗျာ ဆိုလို့ရှိရင်ဧဝလို့လာမှာအဲ့ဒါဆိုတော့ဤနဲ့ဤပေါင်းမှာဤဖြစ်တာ哦နော်အဲ့ဒါဆိုတော့တတ္တိအပေါင်းဤဝ တတဧဝ နော်တတ္တိယလှံကိုဟောတယ်တတ္တိယဗာလဲလှံ လန် ဓမ္မတတ္တိလို့ပုတ်ဖြတ်လိုက်ရင်ဒါဖြစ်သွားမယ်နော်တတ္တိဆိုရင်ဒါတတ္တိဆိုရင်လှံအဲ့တော့ဒီမှာအပေါ်မှာဒါတန်လျက်တို့တန်လျက်ကိုပြောခဲ့ပြီတန်လျက်ကဓာနဲ့အတူတူပဲမို့လားအဲ့ကြောင့်ဒီနေရာမှာဓာကိုဟောတာမဟုတ်တော့ဘူးလှံကိုဟောတာဖြစ်သွားပြီဘာဖြစ်လဲဆိုတော့အနောက်မှာပါတယ်ဥရတိဘယ်၌ယင်၌ဥရယင်မို့လားအဲ့တော့ဥရတိတိယတူကဟောနာမတဂိုင်းလीနော်အဲကြောင့်မလို့တိနဲ့ဖြစ်နေတာတမိတ်ဝိဘတ်၌နော်နာမတော့ဖြစ်ကိုမနောကိုပြောရနော်မနောက နော နာ ကိုင်း မှန်ပါ ဥရတိ ရှင်၌ယင်၌လိုင်းကြောက်ပါတယ်လားမကြောက်နော်ခိတ္တာဘာလို့အပ်တယ်ပြစ်တယ်ခိပပြစ်တာမဟုတ်လားဒီမှာကျတော့ခိတ္တာဆိုတော့ပြစ်ဖောက်အပ်တယ်နော်ယင်၌ပြစ်ဖောက်အပ်တော့ဘာကဲ့သို့ဒီတတ္တိဝတန် လန်ကဲ့သို့ မကဲ့သို့ဒီနော်လှန်ကအပြစ်ခံရတာမဟုတ်လား မှန်ပါဗျာ အားကြောင့်မလို့ဒီမှာကန့်ဟောပဲဒီကအမှန်ဒီမှာရှိတဲ့အကုန်လုံးပထမတိတွေကြီးပဲနော်ကိုလို့ပါတာပြန်ရတယ်သူကိုကဲ့လို့ဒီကိုကဲ့လို့ဒီလို့လာမှာ မှန်ပါဗျာ ဒီမှာလဲကိုကဲ့လို့ဒီတွေပဲအကုန်လုံးဒီတိုင်းလေးပဲပေါ့ကိုအနက်ကပျောက်နေကာမ ကာမဂုဏ် ကာ တို့ မ သည် တို့ဒီနော်တတော်ဘယ်ထက်ထိုးထက်ဆိုတော့ဒီသုံးခုလုံးထက်ကိုပြောတာမှာဒီ မှန်ပါဗျာ သုံးခုလုံးထက်ကိုဒုက္ခတရာဘာလို့ပါတယ် ပို့ပြီးတော့ဆင်းရဲတယ်ဆင်းရဲ ပို့ပြီးတော့ ရဲတစ်ခါ ဆင်းရဲနော်ပြောမှဆိုတန်လျက်နဲ့ကောင်းကောင်းတွေးထားတဲ့တန်လျက်နဲ့ခုတ်တယ်ထက်ခံရတာထက်နော်ရင်လန်နဲ့ပြစ်ဖောက်ခံရတာထက်ကိုကာမဂုဏ်တွေကဘာလို့တယ်လဲဒုက္ခတရာပို့ပြီးတော့ဆင်းရဲတယ်တရကပို့တာတော့အလွန်တော့ဟောတယ်နော်ဒုက္ခ မှန်ပါဗျာ ပို့ပြီးတော့ဆင်းရဲတယ် ဆင်းရဲပုံ ဆင်းရဲကုန်ဤဒီမှာလည်းအတူတူပေါ့နော်အင်္ဂါရဏံကိုပုတ်ဖြတ်ရင်အင်္ဂါရဏံပေါင်းဤဝပဲနော်သူကကြတော့နံဝိပဲဖြစ်နေတဲ့အတွက်သူကအင်္ဂါရဆိုတာမိကြီးခဲနော်ကာတုကမိကြီးတွင်းအဲ့တော့မိကြီးခဲတွေထည့်ထားတဲ့မိကြီးတွင်းကိုပြောမှာပေါ့နော်အဲ့တော့ဒီကနေစပြန်တာရိကကိုပုတ်ဖြတ်ရင်တပေါင်းအဓိကအဓိကလွန်တဲ့တနှင်းတကွအဲ့ဆိုတော့တာရိကဆိုတော့အလွန်နှင်းတကွပောရိတဆိုတာကတတူအတိုင်းရှိတယ်တတူဆိုတာဘာပြောလဲဦးဇင်းတော့မသိဘူးเนาะသူ့ရဲ့ရှေ့တုန်းကအတိုင်းတာတွေဆိုတော့ခြာတော့ခြာပြီးတော့လေ့လာကြည့်အောင်ဦးဇင်းအချိန်မရှိရနဲ့မကြည့်လိုက်ရအောင်အဲ့တော့ပောရိတတတူအတိုင်းရှိတယ်အလွန်နဲ့တကွတတူအတိုင်းရှိတော့เนาะကာတုံဣဝလျတူမလာဆက်မိကြီးတွင်ကဲ့သို့သည် ဇလိတကလောင်ကျွမ်းတာနော်မြိုက်လောင်နေတာတောက်လောင်နေတာပေါ့
တောင်းလောင်ခံရသောအင်္ဂါရ မိ နဲ့ ကြီး မိကြီးကဲ မိ တို့ ကြီးကဲ ဤနော်ကာတုံဘာကဲတို့ဒီမိ မိကြီးမိ မိ ကြီး ကြီး တွင် တွင် ကဲတို့ ကဲ သည် တို့ဒီအဲ့တော့နိုင်တရားဆရာတော်ဘုရားများတော့ဒီမှာပူရံဆိုတဲ့ပူရဒရာလေးဘာလို့တာလဲထည့်ပြီးတော့ပေးထားတယ်မိကြီးကဲတို့ဤပြည့်တော်ဆိုပြီးမှာနော်တာရိကပောရိတံအစဉ်ပြေတို့ဘာသာပြန်လို့ရတယ်အလွန်နဲ့တကွတယုန်တိုင်းရှိရှိသောဇလိတံတောက်လောင်နေသောအင်္ဂါရနံဘာတို့ဤ မိ မိကြီး မိ ကဲ ကြီးကဲ တို့ တို့ ပူရန်ပြည့်သောကာတုံဤဝဘာကဲ့တို့သည် မိကြီးတွင်ကဲတို့သည် ဒီ ကဲတို့သည် ဒီမှာလဲကိုကဲ့တို့ပဲမို့လား မှန်ပါဗျာ အတောက်လောင်ခံရတာကဇလိတံအတောက်လောင်ခံရတယ်ဆိုတာတာရိကပောရိတံတတူအတိုင်းရှိအလွန်နဲ့တကွတတူအတိုင်းရှိတဲ့မိကြီးခဲတွေကအတောက်လောင်ခံရတာအဲဒါကြောင့်မလို့ဒီမှာအင်္ဂါရနံဒီကောင်ဒုကိုလို့ပြောတာပြန်ရမယ်အဲဒါကြောင့်မို့ဒီကောင်ကမဆိုင်တော့တဲ့အတွက်ဒီမှာအံဝိဘတ်နဲ့လာရေးရတယ်နော်ပုံမှန်ဆိုလို့ရှိရင်ဒီမိကြီးခဲတာမပါခဲ့ဘူးဆိုလို့ရှိရင်ကာတုလို့ပဲကာတုဝလို့ရေးထားမှာဟာလံဝပါကဲ့တို့ဒီဟာလဆိုတာ ဖာလောစထွန်သွားကဲတို့ထွန်တုံးလားဗျာ ထွန်သွားနော် ဖာလော သူကလည်းနှစ်ပုံလေအဲဒါကြောင့်မို့ထွန်သွားကဲ့တို့ဒီနော်ဘာလို့ထားလဲသူကလည်းခံရမှာပဲအဲဒါကြောင့်အနောက်မှာတောက်ပစ္စည်းနဲ့ဒီဝတံဗာလဲတနေ့ပတ်လုံးဒါပုတ်ကဖြတ်ထား နေ နော် ဖာလော ဒီဝတံ မှန်ပါ တ ဗျာ ရက်ပတ်လုံး တ တက် နေ့ တံ တတ်တန်က တိုက်ထားတယ်ပေါ့နော်မီးပေးထားတယ်တောက်လောင်နေတယ်လောင်ကျွမ်းနေတယ်နော် မှန်ပါဗျာ အပူထဲမှာပေါ့မီးထဲမှာတောက်လောင်နေတယ်တပတက်လေနော်တပဆိုတာတောက်လောင်တောက်မှုပစ္စည်းအဲဆိုတော့ကောင်းကောင်းပြင်းစွာတဲ့သူကတော့ဆရာတော်ဘုရားများတော့လှလှပပလေးပြန်တာပေါ့ကောင်းစွာပြင်းစွာမီးအပူပေးထားတယ်ပေါ့နော်အဲဆိုပြင်းစွာတရက်ပတ်လုံးပြင်းစွာတောက်လောင်တယ်ဆိုတာတောက်လောင်ခံရတယ်ဆိုတာမီးပူပေးထားလို့ပေါ့နော်အဲတော့တိုက်ရိုက်ပြန်လာတာပေါ့မီးတို့ဘာတို့တော့မပါပေမဲ့အဲတော့သူ့မှာပါတာကတောက်လောင်တယ်ဆိုတဲ့အနဲ့ပဲတိုက်ရိုက်ပါတယ်အဲကြောင့်မို့ပြင်းစွာတောက်လောင်ခံရတော့ဖာလံဝဘာကဲ့တို့ဒီထွန်တော် ထွန် ကဲ့တို့ ကဲတို့ ဒီနော်ကာမဘာတို့ဒီ ကာမဂုဏ်တို့ကာမတို့သည် နော်ကာမတို့ဒီကာမဂုဏ်တို့ဒီတတော်ထို့ထက်ဒုက္ခတရာပို့ပြီးတော့ ကိုယ်ဆင်းရဲ ဒီထို့ထက်ကိုထည့်ပြန်မယ်ဆိုလို့ရှိရင်ဒီမှာဗာလဲ အဲ့အပေါ် တ ဟာ တူအတိုင်းရှိတဲ့မိကြီးတွင်းထဲမှာ မိကြီး အလောင်ခံနေရတဲ့မိကြီးခဲတွေထက်နော် ထက် တရက်ပတ်လုံးအပူပေးပြီးတော့ပူလောင်နေမီးပူပေးထားတဲ့ထွန်သွားတွေထက်မလုပ်တယ်လေဆင်းရဲပါတယ် ဒုက္ခဆိုတာပိုပြီးဆင်းရဲ အဲ့တော့ဝိတံယထာဒီမှာလည်းအတူတူပဲနော်ဟလာဟလံဟလဆိုတာကအစိတ်နော် ဣတန် ဟလ နဲ့တူ ကအစိတ်ဒီမှာအာဟလဖြစ်နေတာကဟလနဲ့ဟလနှစ်ခုဆက်ထားတာအဲ့တော့အနောက်ကဟလကဟနဓာတ်ကလာတယ်နော် မှန်ပါ ဟနဓာတ်ကလာတယ်အဲ့တော့အမှန်တော့အစိတ်ကိုဆက်လိုက်တဲ့အခါမှာချက်ချင်းလက်ငင်းတည်စီတတ်တယ်လို့အဓိပ္ပာယ်ထွက်သွားပါအစိတ်ကချက်ချင်းလက်ငင်းတည်စီတယ်မဟုတ်လား မှန်ပါဗျာ အဲကြောင့်မို့သူကဝေါဟာရအနေနဲ့ဝေါဟာရအတစ်တစ်ခုထွက်လာတာပေါ့ဟလာဟလနော်ချက်ချင်းသိစီတတ်တယ်အဲ့လိုလေးပြန်လိုက်မယ်နော်ချက်ချင်းသိစီတတ်တော့အနောက်မှာဝိတဆိုတဲ့အစိတ်ဆိုတဲ့တရားလည်းရှိသေးတယ်နော်အဲကြောင့်သူ မှန်ပါ ဒီသူ့မာရင်ကိုမှအစိတ်ကပါပြီးသားတို့တော့အနောက်မှာတရားထပ်ထည့်ထားတော့ပို့ပြီးတော့အဆင်ပြေသွားတယ်ပေါ့အဲဆိုတော့ချက်ချင်းလက်ငင်းသိစီတတ်တော့ဝိတံယထာဘာကဲ့တို့နိ စိတ်ကဲတို့ဒီ အစိတ်ကဲတို့ဒီတေလံဆိုတေလစီမလားတေလံ မှန်ပါ ယထာဘာကဲတို့ဒီစီ စီ ကဲ ကဲ တို့ တို့ ဒီ ဒီ ဒီမှာပါရှိတဲ့ကုထဓာတ်ပါရှိတဲ့ကုထဓာတ်ကဘာလို့တာလဲဆိုတော့စူတာပွဲစူတာနော်ပွဲစူနေတာကိုပြောတာအဲ့တော့ မှန်
ပကုထိတံဘာလို့ခံထားရတော့ပွက်ဆူနေတယ်ပေါ့ ဝတ် နော် စုနေတော့ စီတွေကစူပွက်အောင်ခံထားရတာအဲကြောင့်မို့တာဝန်ပစ္စည်းနဲ့ရေးတယ်ပကုထိတံပွက်ဆူတော့တေလံ တေလံ စီ ဟော ယထာ ကဲ့သို့ ကဲ့သို့ဒီနော် ကဲ့သို့ အဲ့ ဒီ တော့ပကုထိတံပွက်ဆူတော့တေလံယထာဘာကဲ့သို့ဒီ စီကဲ့သို့ဒီ ဒီကဲ့သို့ဒီလုံးဝပူလောင်နေတဲ့ပွက်ဆူနေတာမျိုးပေါ့တံဘဆိုတာအနီအောင်လောဟဆိုတာကြေးအဲ့တော့တံဘလောဟဆိုတော့ကြေးနီနော် အနိနိယ ကြေးနီဝိလီနဆိုတာအပျော်ရည်အဖျော်ရည်ကိုပြောတာနော်ဝိလီနဆိုတာဗာလဲအဖျော်ရည်ဒီမှာနံဝိဘတ်မဟုတ်ဘူးနော်ရှိရှိတဲ့လီဓာတ်ယူပစ္စည်းနော်ဝိလီနအဲ့တော့သူကလည်းနှစ်ပုံလိမ့်မယ်အဲ့တော့ဝိလီနကအပျော်ရည်ကြေးနီ မှန်ပါဗျာ အရေးပေါ့နော်ကြေးနီအရေးကဲ့သို့အမှဣဝပါတယ်ကြေးနီအရေးကဲ့သို့ဒီသူ့မှာကျတော့အထူးပြုတဲ့ပုံမလို့နေဘူးလားလို့နေတယ် လိုပါဗျာ သူကတူလို့မလို့ထဲ့မထားပေးတာလေအဲ့အပေါ်မှာတွားယူထဲ့เสียဆိုလို့ဟလာဟလန်ရဲ့ပကုထိတန်ရဲ့နှစ်မျိုးပဲရှိတာဟလာဟလန်လောလောလတ်လတ်သေစီတတ်တာကတော့မဟုတ်တော့ဘူးအဲ့ဒါပကုထိတန်ဘာလို့တာပဲဖြစ်တော့မှာလဲ ပွက်ဆူနေတာ ပွက်ဆူနေတာပဲဖြစ်မှာပေါ့နော်အရေးကျေးနီကိုအရေးကြိုထားတဲ့အရေးပဲဖြစ်မှာပေါ့အဲ့တော့ပကုထိတံပွက်ဆူတော့တမ္မလောဟာဝိလီနံဝကျေးနီအရေးကဲ့သို့ ကဲ့သို့ဒီ ဒီကာမဘာတို့ဒီ ကာမတို့ဒီ ကာမတို့ဒီတတော်သူလောလောလတ်လတ်တည်စေတတ်တော့အစိတ် အစိကဲ့သို့ အဲ့ပြီးတော့ကြဲဆူပွက်ဆူနေတဲ့ အစီကဲ့သို့ ပြီးတော့ပွက်ဆူနေတဲ့ ပွက်ဆူနေတဲ့ အ အ ရေး မောင်းကျင်းနီအရေးကဲ့သို့ ထက် အဲ့ဒါအရေးတို့ထက်ကျင်းနီအရေးတို့ထက် ဒုက္ခတရဘာလို့လဲပို့ ဆ ပြီး င်း တော့ ရဲဤအဖို့ပြီးဆင်းရဲဤ သင်ရဲ့ကုံ ကိုဝိဆင်းရဲကုန်ဤ ဣတိဤတို့အာဟဘာလို့လဲ ဆိုပြီးပါဗျာ ဒါကတော့အဖွင့်ဆိုတော့မလိုတော့ဘူးဧဝံ ဤတို့ မဟာတတ်တော် များစွာသောတတဝါဒီလားဗျာ ဒီမှာကျတော့များတာမဟုတ်မြတ်တော်နော်မြတ်တော်ကပြန်မယ်မြတ်တော်တတဝါဒီမြတ်တော်တတဝါဆိုဘုရားလောင်းပေါ့နော်မြတ်တော်တတဝါဒီဘုရားလောင်းဒီတဲ့ဒေဝိယမိဘုရားယာဆိုတော့အာဤ၌ကြောင်းအကုန်ရရမလားအဲ့ဆိုတော့ဒီမှာစကားဆိုတော့ဤဖြစ်မှာပေါ့နော်ဒေဝိယ ဒီဗျာဤ မိဖုရားဤဓမ္မံ တရားတော်ကို တရားကိုဒေတတဝsorry ဒီမှာဟောတာဆိုတော့အားဖြစ်တော့မှာပေါ့နော် ဟာမှန်ပါဗျာ အဲ့ဆိုအနောက်ကကရိယာပါလာအစင်မပြေဘူးဆိုရင်ပြန်ကြည့်ရတော့တာပေါ့နော်ဒေဝိယမိဖုရားအားပေါ့ဓမ္မံတရားကို တရားကို ဒေတတဝဘာလို့၍ ဟောတော်မူ ဟောတော်မူ၍တဲ့အမစ္စေဘ누구တို့ကိုလည်းအ တ မှ တ တ် ဝါတို့ကို တန်နိပါဒစုယုံတာမို့လားအေက မှန်ပါ စီတဝါယူ၍ဆိုတော့တန်နိပါတက်တဝါဘာလို့စေ၍ စုယုံစေ စုယုံစေ၍တဲ့ဘွန်တော်အမစ္စာအိုဘာတို့ ၍ကိုအမတ်တို့ တုံမေ သင်တို့သည် သင်တို့ဒီတို့ကဒီမှာဆိုဟွာနဲ့မှားနိုင်လို့မို့လို့ရိုးဟာနဲ့မှားနိုင်လို့ရှင်းမှာဘွန်တော်လေးထည့်ထားပြီနော်သင်တို့ဒီတဲ့ရဇံဘာကို မင်းအဖြစ်ကို မင်းဖြစ်ကိုပฏิပစ္စေထဘာလို့ကြလောပြုကြလော ပြုကြတော့ အဲ့ ပြု လို ကြကုန်တော့ ရဇံတိုင်းပြည်ကိုပฏิပစ္စေထဘာလို့ကြလော ပြုကြကုန်တော့ လောနော်တိတ်ကြလောအဟံ ငါသည် ငါဒီပပ္ပစိတ်တာမိဘာလို့တော့မယ် ယဟန်ပြုသောအ ပြုတော့မယ်ဣတိဤတို့ဝတ္တဝါ သို့ တို့၍မဟာဇနတ္တာရောဒန္တတ္ ၍ တာ များသောလူတို့သည်များသောလူတို့အား ဒါလေးက များသော အငယ်တန်းတုန်းကကမှလည်းပါခဲ့တာပဲနော် မှန်ပါဗျာ ဒီပေါင်းဒီငိုနေစင်းနဲ့အတူတူပဲနော် မှန်ပါ
တတ္ထိနှစ်ခုစုံနေတယ်နောက်ကအန္တတို့မာနတို့ပါနေတယ်ဆိုလို့ရှိရင်အဲ့ဒါတီစင်းလို့ပြေးလို့ရတယ်နော်အဲ့ဆိုတော့မဟာဇနတ္တဘရူတီ ညာလူများသည်လူအများသည် လူအများဒီရောဒုရကငိုရာအန္တပစ္စည်းလည်းပါတယ်အဲဒါကြောင့်မလို့တီလို့ပြလိုက်တယ်နော် ငိုနေ ရောဏတ္တ ငိုနေ ဘာ စီ လို့နေစဉ်ငို ငို နေ နေ စ စီ င်အနောက်မှာတစ်ခုကြံနေတဲ့ကိရိယာတစ်ခုပရိဒေဝံတတ္တဘာလို့နေကြစဉ်ဘာလို့နေစဉ် ပရိဒေဝအပူ ပရိဒေဝအောငိုတာမဟုတ်လားရောဏတတ္တ မှန် ယု မှန် ငိုတဲ့လူတွေပရိဒေဝအောငိုတဲ့လူတွေနော်အောမြည်နေတာပေါ့ပရိဒေဝံတတ္တအောမြည်နေစဉ်အောငိုနေစဉ်နော်ငိုနေစဉ်အော်ငိုကြွေးနေစဉ်ဥဋ္ဌာယဘာလို့၍ ထ၍ ထား၍အာကာတေကောင်းကင် ကောင်းခင်၌ သတ္တဝါ ကြည်၍ ဤ၍ရက်၍ဩဝါဒံအစုံအမ ဩဝါဒအဆုံးအမကို သတ္တဝါ ပေး၍ ပေး၍အနိလဆိုတာကလေကိုပြောတာနော်လေပထဆိုတာကလမ်း ဒီ ပထေနဆိုတော့လေလ လ မ်း မ်းဖြင့် ဧ လေ ဧဝ လမ်း က ဖြင့် တာလျင်အဲဆိုတော့ လေလမ်းဖြင့်သာမြင် လေလမ်းဖြစ်တာလင်းဆိုတာလေလမ်းဆိုတာကောင်းကင်ကိုပြောရမလား မှန်ပါဗျာ အဲ့ဒါကောင်းကင်ခီးဖြစ်တာလင်းလေလမ်းခီးဖြစ်တာလျင်ဥတ္တရမြောက်ရက်ဟိမဝန္တံဟိမဝန္တာ ဟိ နော် မဝန္တာ မြောက် တို့ ရက် မြောက် ဟိ ဟိ မ မ ဝ ဝ န္တာ န္တံ တို့ တို့ ကန္တဝါ သွား၍ သွား၍ရမဏီယေရမဏီယသာဘာလို့တာလဲမွေလျော်ဝဲကောင်း မွ နေ ကောင်းသော မွေလျော်ဝဲကောင်းသောပရိသေ အရက် အ အ ယ ရက် ၌ ၌ အတ္တမံရှိတဲ့ဓမ္မနော်ငြိမ်းအေးတဲ့နေရာကိုပြောတာငြိမ်းအေးတဲ့နေရာဆိုတာကကြောင်းတင်ကန်းကိုပဲပြောတာနော်အဲ့တော့အတ္တမံဘာကိုကြောင်းတင် တောင်း က တ န်း ကံကို မ ကို ပတ္တဝံဟန်စီ အ ၍ စင် ဖန်ဆင်းစေ၍ဖန်ဆင်း၍ဒီမှာမာပဒတ်နော်ဒါနာပေပစ္စည်းမဟုတ်ဘူးနော် မှန်ပါဗျာ မာပဒတ်နေပစ္စည်းအဲ့တော့မာပတ္တဝါဟန်ဆင်း၍ဣတိပပိဇံဣတိယယ ယ တိပ တိ ပိဇာယ ဟန် ဟံ ဖြစ်ကို ယဟံအဖြစ်ကိုပပိစိတ်တဝါဘာလို့၍ပြု၍ ဒီ ယတိယဟံအဖြစ်ကိုပပိစိတ်တဝါပြု၍အာယုက အသက် အတက်ပရိယောတာနေဆိုပရိဩတာနေမို့လား ဟုတ် ပရိ မှန်ပါ နောက် ဗျာ မှာအမြဲတမ်းရပ်ပလက်ပါလာပြီဆိုအဲ့ကောင်အာကုန်နော်ပရိယောတာ မှန်ပါ နေပရိဩတာနေအစုံနိုင်ဆိုအာယုအတက်အစုံနိုင်ဆိုဂျားထဲမှာဘာပဲကြည့်တော့မှာဤပဲကြည့်တော့မှာပေါ့နော် အ အ သက် တက် ဤ ဤ အဆုံး ကုံဆုံးရာအခါ၌ပေါ့နော်အတက်ကုံတက်ဤအစုံနိုင်ဆိုအတက်ကုံဆုံးရာအခါဆိုတည်သွားတာပေါ့နော်တက်ဤကုံဆုံးရာအခါ၌အဲ့တော့ဟောရတာလေးတွေကအများကြီးပဲတွေ့ရတာပေါ့ဇတ်ထဲမှာယမလောက ဓမ္မပြည်တို့ဓမ္မပြည်တို့ ပရာယ ဓမ္မပြည် နနော်ပရာယနောပရာယနဆိုတာလှဲလျောင်းနေပရာရှိတဲ့ရပ်ပလက်ကဣဒကလာတာနာကြီးကယုပစ္စည်းကလာတာနော်အဲဆိုတော့ ဓမ္မ ပရာယနဘာလို့တလဲလဲလျောင်းခြင်းရှိတယ်အဲ့တော့ဗြဟ္မာလောကဘေတု ဓမ္မလောကတို့ ပရာယနောလှဲလျောင်းခြင်းရှိသည်တဲ့အဟောတိဘာလို့ပြီဖြစ်ပြီးယတိယဟန်ပြုတ်ပြီးတော့တေလွန်သွားတဲ့အခါမှာတေဆုံးသွားတဲ့အခါမှာဗြဟ္မပြည်ကိုဘာလို့သွားတယ်လဲနော်ရောက်သွား ရောက် ပါ သွားပြီ တထာမြတ်စွာဘုရားသည်နော်ဘာရပြီလေနော်လာတော့6တွေ့နေကြတယ်ဣမံဓမ္မဒေတနံဘာကိုဟယ်လိုကြားလားဟယ်လိုဣမံဓမ္မဒေတနံဤတရားဒေသနာတော်ကိုအာဟရိတဝါစောင်းတော်မူ၍ အရှင်ဘုရားတန်အရှင်ဘုရားတန်ပြတ်တယ်နော် ကြားရလားဦးစင်းဘက်ကဟုတ်တယ်ဦးစင်းဘက်က line မကောင်းတာကြားရလား ဟုတ်တယ်ကြားဖြစ်ပါတယ်
ရပြီလားဟယ်လို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 ကြားပြီနော်ဟယ်လိုကြားရလား ရှင်များအတန်ကပြက်သွားပါတယ်ဗျာ ဩဟုတ်ရပြီနော် မှန်ပါဗျာ တထာမြတ်စွာဘုရားဒီဣမဓမ္မတိတနံဤတရားဒေသနာကိုအာဟရိတဝဘာလို့၍ဆောင်တော်မူ၍ဘိက္ခဝေ ယဟန်တို့ ယဟန်တို့ကိလေသော ကိလေသာဒီ ကိလေသာဒီဂုတ်တကောခုတ်တကဆိုငယ်တာမလား ကိလေသာမှန်ပါ င ဗျာ ယ်တယ်သေးတယ်အနှဲငယ်ကိုပြောတာပေါ့နော် မှန်ပါ ခုတ်တ ဗျာ ကောနာမဘာလို့ဒီငယ်ရီမြ ငယ် ည်ဒီ ဒီညီ နတ္ထိမရှိနော်ကိလေသာ ငယ်ဒီ ဆိုတာ ညီ ငယ်တယ်မြည်တယ် မ မရှိ ရှိ ပါ ပါ ဗျာ ဘူးတဲ့အပ္ပမတ္တကောပိအပ္ပမတ္တကောအပိမို့လားအပ္ပကအနှဲငယ်မတ္တကကဘာ မှန် လဲ ပါ မျှတာအနှဲငယ်မျှဟိုလဲနော် နည်းနည်းမြအဖို့လဲ အနှဲငယ်မျှတော်လဲပေါ့နော်အပိပါအနှဲငယ်မျှတော်လဲ တော်လဲ ပဏိတေဟိ ပညာရှိတို့ဒီ အဲ့ဆိုတော့ဒီမှာကိုလို့ပြန်ရတော့မှာပေါ့နော်အနောက်မှာကြည့်လိုက်တော့တပ်ပါပစ္စည်းမပါဘူးလားကံ ပါတယ်ဗျာ အဲ့ဆိုခုနပြန်တာမှန်ပါတယ်နော်အပ္ပမတ္တကောပိအနည်းငယ်များကိုလဲ လဲ ပဏိတေဟိဘရုတို့ဒီ ပညာရှိ ညာ တို့ ရှိ ဒီ တို့ဒီနဂဟိတဘောဧဝဘာလို့ ပါ လဲ စီပါစီ တာမြင့်ဖြည့်စည်းအပ်သီဒါလျင် ဒါလျင်ဒီ ဒီ ဒါလျင်ဒီ ဒီဧဝဟုတ်တယ်မလားရပ်ပလက်ကအာဝ မှန်ပါ ဒီလိုဖြတ်အဲ့တော့ဣတိဣတောဝတ္တဝါ ဝတ္တဝါ ဆို ဆို ၍တစ္ဆာနိ သစ္စာတို့ကို တစ္ဆာ၄ပါးတို့ကိုတစ္ဆာတို့ကိုပကာတတဝါ ရတော်မူ ပြ ၍ တော်မူ၍ဇာတကံ ဇတ်ကို တတ္တော်ကိုတမောဒာနေတိ ပေါင်းတော် ပေါင်းတော်မူ မူ ပြီး ပြီး တစ္ဆာပရိယောတာနေ သစ္စာလေးပါးအဆုံး၌ တစ္ဆာ၄ပါးအစုံ၌ပင်စတတံ 900ဂုံသော 900ဂုံသောဘိက္ခု ယဟန်တို့ဒီ ယံတို့သည်အရဟတေ အရဟတကို၌ အရဟတဖို့၌ပဋိတ္တဟိတုတိကြကုန်မီ တိကြကုန်ပြီ တရာ ထိုခါ၌ ဒုက္ခ၌ပစ္စေကဗုဒ္ဓ ပစ္စေကဗုဒ္ဓတို့ဒီ သောပစ္စေကဗုဒ္ဓတို့သည်ပြိနိဗ္ဗာယိတု ပရိနိဗ္ဗာန်ပြုကြကုန်ပြီ ပြိနိဗ္ဗာန်ပြုကြကုန်မီဒေဝီမိ မိ ဖ ဖု ု ရား ရား သည် သည်ရာဟုလမာတာ ရာဟုလမေ ရာဟုလမေတော်သည်အဟော မေတော် တိ သည်ဖြစ်ပြီး ဖြစ်ပြီးရာဇာပါဏ မင်းသည်က မင်းဒီကအဟမေဝအဟံဧဝငါဖျားဒီသာလျင်အဟောတိန် ဖြစ်ပြီး ဖြစ်ပြီးဣတိဣ ဤ တော သို့ ဒီမှာတော့ဆက်ဇာတကံ သာတကံဇတ် သ ကို တ္ ဇတ် တော တော်ကို တမောရာနေတိ ပေါင်း ပေါင်း တော် တော် မူ မူ ပြီး ပြီးပါဏိယဇာတကဝန္ဒနာပစ္စမ ပင် နော် စမ ပါဏိယဇက်အဖွင့်လီ 9 ခုမြောက်ဖြစ်ပြီး ပစ္စမ5ခုမြောက်တော့ပါဏိယဇက်အဖွင့်လီမလုပ်ပြီ ပြီးပြီ ပြီးနေဋ္ဌိတာပေါ့ နိဋ္ဌိတာပြီးပြီ နေဋ္ဌိတာပြီးဆုံးပါပြီတဲ့ကဲအဲဆိုတော့ပါဏိယဇက်5ဇက်ပဲပြီးသေးတယ်နော်5ဇက် မှန် 5 ပါ ဇက် ဗျာ ပြီးသွားပြီပေါ့ကဲအဲဒါဆိုတော့ဒီနေ့ဒီလောက်ပဲပေါ့ဗျာနော်နောက်နေ့မှဆက်ကြတာပေါ့